ပထမအနေနဲ့ကတော့ကျွန်တော်တို့ဒီပြည်သူလူထုပေါ့နော်ကျွန်တော်တို့ကိုတာဝန်ပေးတယ်တမိုင်းကလည်းတာဝန်ပေးတယ်ဆိုတာကျွန်တော်တို့ဒီ9နှစ်ဒီဒေါ်လာမှာကျွန်တော်တာဝန်ထမ်းဆောင်ပေးရခဲ့တယ်အဲ့ဒီချိန်မှာကျွန်တော်ဒီ NUG ကလုပ်ဖို့ကြိုက်ဖက်နေရောဒီဒေါ်လာရပ်ပေါ်ရပ်ဖက်တဲ့အကိုလို့ကိုကျွန်တော်ကျေးဇူးတင်ပါတယ်ပေါ့နော်ခုကတော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့မှာဒီ new initiative တွားဖို့လိုအပ်လာတယ်B2 platform ပေါ့နာမည်နဲ့ခေါ်တာ B2 platform လို့ကျွန်တော်ခေါ်ထားတယ်အခုကပြည်သူလူထုက platform မရှိဘဲနဲ့ဒီတိုင်းကိုတော့လိုက်ကဆက်သွားဖို့ရခက်တယ်လို့ထင်တယ်ဒါကြောင့်မလို့တပိုက်ကတော့ကျွန်တော်တို့ NUG reform လည်းအရေးကြီးလာတယ်ဒီကျွန်တော်ဒါဝိသနာတွေအားလုံးကိုလည်းကြီးကြီးလေးလေးပြတ်ဖွဲ့ဖို့လိုလာတယ်အဲမှာ August လကကနေပြီးမှကျွန်တော်တို့ဒီ reform ကလူကြီးတွေပေါ့နော်ကျွန်တော်တို့တမနာကြီးရောCRPH ဥက္ကဋ္ဌရောကျွန်တော်ချို့ရောကျွန်တော်တို့တွေးမှသူတို့လည်းပြောခဲ့ပြီဒီကျွန်တော်တို့ရဲ့ဝိသနာဟာလည်းဒီရှိမှမဟုတ်တော့ဘူးဆိုတာလည်းကျွန်တော်ကတယူ information ပေးလိုက်တာပေါ့နော်ဒါပြီးမှကျွန်တော်ဟာလည်းဒါလည်းတစ်ချိန်တည်းမှပြီပေါ့ကျွန်တော်ကဒီ initiative ကိုလည်းတွားဖို့လိုတဲ့အခါကျတော့ကျွန်တော် NUG မှာဆက်လက်နေမယ်ဆိုရင်အခုန initiative ဒီဟာလည်းကျွန်တော်ဟာလုံးလို့မရတဲ့အပိုက်လည်းအများကြီးရှိတယ်ဆိုတော့ခုဆိုရင်တော့အမေရိကပြည်ထောင်စုမှာကျွန်တော် initiative တစ်ခုကိုကျွန်တော်ကတစ်ချိန်ထက်မှစလိုက်တယ်အဲ့ဒီ initiative ကတော့ local governance ပေါ့အဓိကတော့ဒီလွတ်မြောက်နယ်မြေမှာ local governance အကောင့်မှကျွန်တော်ဒေါ်လာက CP မှာဖြစ်တယ်ဆိုတော့ကျွန်တော်အဲ့ဒီ local governance capacity building အတွက်ကိုကျွန်တော်ကgovernance entity တခုဖွင့်ထားတယ်အဲ့ဒါနံပါတ် 501c3 နဲ့ပေါ့နော်အမေရိကမှာဒုတိယကတော့ lobby နဲ့ advocacy ပေါ့အဲ့ဒါဟာလည်းရရှိတဲ့ initiative ဖြစ်တယ်အဲ့ဒါအတွက်ကိုတော့ 501c4 နဲ့ကျွန်တော်အမှတ်ပြုတည်ထားတယ်နံပါတ်3ကတော့ဒီကျွန်တော်တို့ finance နဲ့ business ပေါ့အဲ့ဒါအတွက်ကိုလည်းကျွန်တော်တို့မှတ်ပြုတည်ထားတယ်ဒါဟာလည်းကောင်းတာကတော့အမေရိကဆိုရက regulate လုပ်မဲ့အဖွဲ့အစည်းဖြစ်တဲ့အခါကျတော့ဥမာ NUG နေနဲ့ဆိုရင်တော့တယူဝီနဲ့ဒီမှာဘာကောက်တော့ဖွင့်လို့မရဘူးဥမာဒေါ်လာရေးအဖွဲ့အစည်းတွေနဲ့ဆိုရင်လည်းအမေရိကပြည်ထောင်စုတို့မှာအခုနလိုတယူဝီနဲ့ဘာကောက်တွေဖွင့်ပြီးမှတယူဝီနဲ့အဖွဲ့အစည်းတွေ legal entity တွေထောင်ဖို့ဆိုတာတော့ဥပဒေနဲ့အများကြီးအခက်အခဲရှိတာပေါ့ဒီဥစားတွေဟာလည်းကျွန်တော်တို့NUG အတွက်တော့၎င်းကျွန်တော်တို့ဒီ CRPH အတွက်တော့၎င်းကျွန်တော်တို့ဒီဒေါ်လာရေးအဖွဲ့အစည်းအလုပ်ပေါ့နော်ဒီဒေါ်လာရဲ့အစိုးရအတွက်တော့၎င်းအကုန်လုံးအတွက်ဒါတော့ကျွန်တော်complementary ဖြစ်ပြီးမှတကက်ကိုကဒီ NUG ကိုလည်းတစ်ဖက်တစ်လားအချုပ်ပြပြုမှာပေါ့နော်ဒီဒေါ်လာရစုတွေကိုလို့ကိုလည်း complementary ပြဖြစ်တဲ့အနေနဲ့ကျွန်တော် plan တေချာဆွဲပြီးမှstrategically နဲ့ဒါကိုကျွန်တော်လုပ်ထားတာဖြစ်ပါတယ်ရှစ်ဆက်ပြီးတော့လုပ်မဲ့အလုပ်တွေကလည်းဒီ NUG တို့ CRPH တို့အပေါ်မှာလည်းအကျိုးကျေးဇူးရှိစေလိမ့်မယ် complementary ဖြစ်စေလိမ့်မယ်ဆိုပြီးတော့ပြောတယ်ဒေါက်တာဆဆာနဲ့ဒီ NUG တို့ CRPH တို့ကြားမှာရှစ်ဆက်ပြီးတော့ဆက်ဆံရေးဆက်ရှိနေမယ်ဆိုတဲ့သဘောလားဒါကတော့ကျွန်တော်ကဒေါ်လာရေးရက်ပေါ်ရက်ဖက်တဲ့အကိုလိုဖြစ်တဲ့အခါကျတော့ကျွန်တော်ဟာအတူတကွအမြဲတမ်းကျွန်တော်လုပ်နေဖို့လိုတယ် complementary ဖြစ်နေဖို့လိုတယ် conflict မဖြစ်ဖို့အရေးကြီးတယ်ဆိုတော့ဒါကတော့တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ကျွန်တော်ခုအလိုအားဆိုအရာကပါလဲဆိုတော့ resource ဖြစ်တယ်အခုကဥမာရပုံငွေရှာတယ်ရပုံငွေရတဲ့အခါမှာပဲစစ်တိုက်တယ်ဆိုတာတော့မဖြစ်တော့ဘူးပေါ့နော်ကျွန်တော်ဟာဒီ financial freedom ကိုရဖို့အတွက်အရေးကြီးတယ် resource လို့ပြောတဲ့အခါမှာ finance resource လို့တယ်လက်နဲ့ resource လို့တယ်ဆိုတော့အဲ့ဒီဥစ္စာကိုကျွန်တော်ကကြည့်တဲ့အခါမှာအခုနအမေရိကမှာကျွန်တော်တို့ဖွက်ထားတဲ့ legal entity မရှိဘဲနဲ့ resource ရဖို့ဆိုတာမလွယ်တော့ဘူးနိုင်ငံတကာကူညီရဖို့ဆိုတော့ကျွန်တော် legal နေတွားဖို့ကိုလိုတယ်ဒါကြောင့်မလို့အခုကကျွန်တော်တို့အဲ့ဒီဖွဲ့စည်းတစ်ခုကိုကျွန်တော်ဟာဖွက်ထားတာဖြစ်တယ်အဲ့ဒီဖွဲ့စည်းတစ်ခုဟာလည်းတကယ်တော့ဆိုရင်တော့ lobby ဖွဲ့စည်းရယ် advocacy ဖွဲ့စည်းရယ် finance business ဖွဲ့စည်းရယ် governance capacity building ဖွဲ့စည်းရယ်ပေါ့ခုက P2D ဟာလည်းပြောမယ်ဆိုရင်တော့ခုလိုဒေါ်လာ9နှစ်ရှိပြီအဲ့ဒါ9နှစ်အတွင်းမှာသူတို့ဟာလည်းပေးတိုင်တဲ့ဖက်ပေးပြီเนาะဒါဆိုရင်တော့အခုကနိုင်ငံတကာဖက်မှာကျွန်တော်တို့ဟာအကူအညီတွေရနိုင်ဖို့တကြွေကူညီရနိုင်ဖို့ကတော့လာကြောက်ပဲရှိတယ်ဒါကြောင့်မလို့အဲ့ဒါကတော့ဒီဒေါ်လာရေးအဖွဲ့အစည်းအားလုံးကိုနောက်ဆိုအကျိုးပြုမှာဖြစ်တာပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီစိတ်သွားမဲ့ခီးမှာဆိုတော့ resource ရရှိကနံပါတ်1ဖြစ်တယ်
resource မရရှိပဲနဲ့ကတော့ဒေါ်လာဆက်သွားဖို့အရာခံတယ် အဲ့တော့ဒေါက်တာဆဆာအခုဒီအဖွဲ့အစည်းပုံမှုနဲ့အတူရှေ့ဆက်သွားမယ်ခီးစဉ်ကဒီချင်းဒေတာဟိုအာယုံဆိုင်တာဒါမှမဟုတ်လေမြန်မာနိုင်ငံတစ်ခုလုံးကိုခြုံလွှမ်းတယ်လို့ပြောနိုင်လား နံပါတ်1ကတော့ကျွန်တော်လွတ်မြောက်နေပြီပေါ့ဥမာချင်းအပါဝေရခိုင်အပါဝေဥမာစကိုင်းဥမာကရင်ကချင်းဒီလွတ်မြောက်နေပြီဒီကိုကျွန်တော်အကောက်လို့ဖလို့လာတယ်လွတ်မြောက်နေပြီအကောက်ကြီးကတော့အဲ့ဒီလွတ်မြောက်နေပြီမှာရှိတယ်ဥမာ local governance the capacity ကအင်မတန်မှအရေးကြီးလာတယ်ဥမာ service delivery ဂျာမိုင်းဘယ်လိုပေးမလဲပညာရေးဘယ်လိုပေးမလဲနော်လူတာဆန္ဒဘယ်လိုပေးမလဲအဲ့ဒီ basic service delivery လုပ်နိုင်ဖို့က capacity လို့တယ်ဆိုတဲ့အခါကျတော့ကျွန်တော်ဒီလွတ်မြောက်နေမှာဥမာပေါ့ကျွန်တော်ကြည့်နေတာကချစ်ပြည်နယ်နဲ့ရခိုင်ပြည်နယ်နဲ့ဥမာစကိုင်းတို့မှာဆိုရင် India rupees ကိုဘာဖြစ်လို့တိုးလို့မရတာလဲဘာဖြစ်လို့ India rupees ကိုမတိုးရမှာဘာဖြစ်လို့ဒီမြန်မာ cats ကိုပဲတိုးနေရတာလဲဒါနံပါတ်1စစ်စားဖို့လို့ရတယ်ထုံနည်းတူပဲကျွန်တော်ဒီထိုင်းနဲ့မြန်မာနယ်စပ်မှာကရင်နဲ့ကရင်နေဆိုရင်လဲကျွန်တော်ထိုင်းဘာငွေကိုဘယ်လိုတိုးမလဲမြန်မာကျပ်ကိုမတိုးတော့ဘဲနဲ့ပေါ့ဒါ final system ကိုလည်းကျွန်တော်တိဆောက်ရတော့မယ်အဲ့ဒါအင်မတန်မှရည်ရှိတယ်ဒါဒီကိုလုံးနိုင်ဖို့ကအမေရိကတို့လိုနိုင်ငံမျိုးမှာ finance entity ကိုမထောင်ဘဲနဲ့ကိုအဲ့ဒါဒီကိုတွားလို့ဖို့အရာခံတယ်နံပါတ်2ဥမာကျွန်တော်ကချစ်ပြည်နယ်တို့မှာလွတ်မြောက်နေမိတွေရှိလာပြီအဲ့ဒီမှာကျွန်တော်ကဘလုံနဲ့ EDF ဖက်က electricity ရခိုင်ပြည်နယ်မှာ EDF ဖက်က electricity တို့ energy တို့ကိုကျွန်တော်ဘယ်လိုတွေးနိုင်မလဲဥမာမြန်မာပြည်မှာရှိပေါ့မိအောင်လိုက်ကဘုံမကျဲတဲ့နေမီတစ်ခုကိုကြည့်မယ်ဆိုတော့ဝါပီပြဖြစ်တယ်ဝါပီကဘာဖြစ်လို့မိအောင်လိုက်ကဘုံမကျဲတယ်လဲဆိုတာကိုကျွန်တော်မိကိုထုတ်ဖို့လုပ်တယ်ဘုံမကျဲတဲ့အကြောင်းတစ်ခုရှိတာကတော့ဝါပီဒီတရုတ်ကာရစီကိုတို့တယ်ဝါပီဒီတရုတ်ရဲ့electricity ကိုတို့တယ်တရုတ်ရဲ့ telecom ကိုတို့တယ်အဲ့ဒီတုတ်ခုကိုပဲကျွန်တော်ကလူတိုက်နားလဲဖို့ကအရေးကြီးတယ်ထုံနည်းတူပဲကျွန်တော်ကလွတ်မြောက်နေမိဒီမှာကျွန်တော်အနေနဲ့ဥမာအိန္ဒိယနယ်စပ်မှာရှိနေတဲ့ပြည်နယ်တွေမှာဆိုရင်ချင်းရခိုင်နဲ့စကိုင်းတို့ပါဘူးပေါ့ဒါဘလို့ electricity India ဘက်ကကျွန်တော်မတွေ့နိုင်ရမှာလဲเนาะ telecom telephone ကျွန်တော်အမှသုံးနိုင်ပြီဆိုရင်ကျွန်တော်က mobile phone back ရပြီပေါ့เนาะ back system ရပြီဒါတွေအားလုံးကိုကျွန်တော်ကလက်တွေ့နဲ့ရှင်းဆက်ဖို့လိုလာတယ်အဲ့ဒါမရှိဘဲနဲ့ဘလို့နဲ့မှကျွန်တော် service delivery နိုင်ပေါ်အရာခံတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးမှကျွန်တော်ကဒီမှာ legal entity တုတ်ခုရှိပြီဆိုတော့အမေရိကဆိုရကလည်းဒါကိုတည်ယူမှပူတည်ပြီးဒီစီမှာကျွန်တော်ဌာနချုပ်ထားတယ်အခုကကိုလာဘီယာတက္ကသိုလ်နဲ့ကျွန်တော်စကားပြောတယ်ကိုလာဘီယာတက္ကသိုလ်နယူးယောက်မှာရှိတဲ့ကိုလာဘီယာတက္ကသိုလ်ပါမောက်ခိုင်းနဲ့ကျွန်တော်ဆွေးနွေးတဲ့အခါမှာသူတို့မှာဒီ local governance structure ဒီ local governance capacity building ဒီကိုသူတို့ကလုံနိုင်ဆိုရှိတဲ့ resource တွေအများကြီးရှိတယ်ဒါဆိုတော့သူတို့လိုကိုကျွန်တော်က partnership agreement ထုတ်ပြီးမှဘာဖြစ်လို့လွတ်မြောက်နေမိဒီမှာအားကောက်အောင်မလုပ်ရမှာလဲဟုတ်ပြီမင်းအောင်လိုက်အုတ်ချုပ်တဲ့မြို့တွေရှိတော့ဒေါ်လာကြီးတွေအုတ်ချုပ်တဲ့မြို့တွေရှိတယ်ဆိုတော့ဒေါ်လာကြီးအဖွဲ့အစည်းတွေအုတ်ချုပ်တဲ့မြို့တွေနဲ့ဒီစစ်ကောင်စီအုတ်ချုပ်တဲ့မြို့တွေကကွာဟာချက်ကပေါ်လာဖို့လိုလာပြီအဲ့ဒီနှစ်ခုကမတည့်လာပဲနဲ့နိုင်ငံတကာမှာကျွန်တော်ဟာနော်ဒီဒေါ်လာကြီးရဲ့ခုနကျွန်တော်တို့အောင်မြင်မှုတွေကိုဘယ်လိုပြမလဲအဲ့ဒါမပြနိုင်ဘူးဆိုရင်လည်းနိုင်ငံတကာအကူအညီရဖို့ဆိုတာအရာခက်တယ်ပြီးမှတစ်ဖက်ကအဲ့ဒီ local governance တွေက capacity မရှိဘူးဆိုရင် accountability နဲ့ transparency ပေါ့ဖွင့်လင်းမိသားမှုတို့အခုနလို accountability တို့ကမရှိဘူးဆိုရင်တော့ဘယ်နိုင်ငံတကာအစိုးရမှကျွန်တော်ကူညီမှာမဟုတ်ဘူးဒါကြောင့်မလို့အခုနကျွန်တော်ပြောတဲ့ entity လို့ပြောမလားဒီအဖွဲ့အစည်းတစ်ခုကိုကဒါလေကလို့ပေါ့လာမကြည့်လို့ပေါ့ကျွန်တော်ကအဲ့လိုနားလည်ဆိုချင်တယ်အဲ့ဒါကိုကျွန်တော်နိုင်ငံတကာနဲ့အဲ့ဒီလွတ်မြောက်နေပြီဒီအကြားမှာကျွန်တော်ဟာချစ်ဆက်ပေးရမယ် bridge လို့ဖြစ်လာရမှာအဲ့လိုကျွန်တော်သွားမှာပေါ့နော်အဲ့လိုမသွားမနဲ့တော့လွတ်မြောက်နေပြီအားကောင်းရေးဆိုတာမဖြစ်နိုင်ဘူးပေါ့ခုနဒေါက်တာဆဆာပြောသလိုပေါ့လေကိုကတော့အမေရိကန်ပြည်ထောင်စုထဲမှာရှိတဲ့ပညာရှင်တွေခုနဥပမာဒီကိုလံဘီယာတက္ကသိုလ်ကဗမောက်ခိုင်းတဲ့ဆွေးနွေးတကယ်သူပေါ့လေဒေါက်တာဆဆာကူရည်မှန်းထားတဲ့မျှော်မြင်ထားတဲ့အခုကြံစကြိုးပမ်းနေတဲ့ဟာတွေကိုတော်တော်ရင်အင်အားစုတွေကြားထဲမှာရောချပြဆွေးနွေးတာတွေသူတို့ရဲ့သဘောထားအမြင်တွေရယူတာတွေပူပေါင်းဆောင်ရွက်မှုတွေဘယ်လိုရှိမလဲဆိုတာတွေကိုဆွေးနွေးခဲ့ပြီးပြီလားတိုင်ပင်ထားပြီးပြီလားအဓိကတော့ကျွန်တော်ဒီဥစ္စာဟာလည်းဒီနေ့မှဒါချက်ချကြလာတာမဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီဒေါ်လာရေးမှာကျွန်တော်ကိုတိုင်လဲ9နှစ်ဖြတ်တလာခဲ့တာအဲ့တခြားလုံးမှာလဲကျွန်တော်တတ်နိုင်တဲ့ဖက်ကနေပြီးမှဒေါ်လာရဲ့ပေါ်ရဲ့ဖက်အဖွဲ့အစည်းတော်တော်များများနဲ့လဲကျွန်တော်စကားပြောခဲ့တဲ့တွေးခဲ့တဲ့
ပြီးမှအဲ့မှာ research တွေလဲကျွန်တော်ဒီအခုနကျွန်တော်ပြောတဲ့ကိုလာမြေတက္ကသိုလ်ဖက်ကတော့လကောက်တခြားတက္ကသိုလ်တွေဖက်ကနေလဲကျွန်တော်ဟာဒီ Western DC မှာရှိတဲ့policy institution တွေပေါ့သူတို့နဲ့လည်းကျွန်တော် top ကိုချိတ်ဆက်ခံတယ်ဆိုတော့ဒါဟာလွယ်ခဲ့တဲ့9နှစ်ရဲ့အတွေ့အကြုံအရာဒီလို strategy မရှိပဲနဲ့ဒီလို plan မရှိပဲနဲ့ဒီလို vision မရှိပဲနဲ့ဒေါ်လာရဆက်သွားလို့မရတော့ဘူးဆိုတာဟာတော့ဟိုအမှားကန်ဖြစ်လာတယ်အခုနိုင်ငံတကာလည်းတောက်ဆိုနေတာကအဲ့ဒါပါပဲခင်ဗျားတို့မှာဘာ plan ရှိတယ်လဲခင်ဗျားတို့မှာဘာ strategy ရှိတယ်လဲနော်စီကောက်စီရဲ့ strategy ကောက်တာဖြစ်တယ်ဟုတ်ပြီဒါဆိုရင်တော့ခင်ဗျားတို့ရဲ့ strategy ကပါလဲဆိုတာနိုင်ငံတကာကတောက်ဆိုတာကြပြီဆိုတော့ခုကအဲ့ဒီ strategy ကထွက်လာပြီအဲ့ဒီ plan ကထွက်လာပြီဆိုတော့ခုနိုင်ငံတကာမှာဆိုရင်လည်းကျွန်တော်ချိတ်ဆက်တဲ့အတိုင်းမှာကျွန်တော်ဒီမှာ senator တွေ congressman တွေ state department တွေအဖွဲ့အစည်းတွေကိုလို့ကျွန်တော်တွေ့တဲ့အခါမှာလဲနော်ဒါသူတို့ကိုချပြတဲ့အခါမှာဒါကတော့သူတို့မှာနော်ဟုတ်ပြီဒါဘာဖြစ်လို့လွယ်ခဲ့တဲ့9နှစ်မှမပေါ်နိုင်တာလဲပေါ့ဒါမိခိုးလဲသူတို့ကျွန်တော်မိတ်တယ်ဆိုတော့ခုကဘာပဲဖြစ်ဖြစ်ဟို plan တစ်ခုထွက်လာပြီကျွန်တော်မှာနော် strategy ရှိလာပြီ alternative plan ထွက်လာပြီအဲ့ဒါကတစ်ဖက်ကပြောမယ်ဆိုတော့ဟိုဒေါ်လာရဲ့ရက်ပေါ်ရက်ဖက်တဲ့အနေနဲ့လဲသူတို့မှာ plan ရှိတယ်ဆိုတော့သူတို့ plan ကိုလည်းပြည်သူလူထုကိုချပြစေချင်တယ်ဥပမာ you know ဘာအဖွဲ့အစည်းပဲဖြစ်ဖြစ်ပေါ့ဒါဆိုတော့ကျွန်တော်တို့ထက်ကောင်းတဲ့ plan သူတို့မှာရှိကျွန်တော်ကသူတို့ကို live positive ဖြစ်တယ်နော်စီအနိုင်တိုင်းရေးကိုတကယ်ဖြစ်စေနိုင်မယ့်ဥစ္စာရှိသလားစီအနိုင်တိုင်းရေးဆိုတာကတော့ပြောရလွယ်ပေမဲ့လည်းစီအနိုင်တိုင်းထက်မှာအရေးကြီးဆုံးကတော့ resource ပဲ resource မရှိဘဲနဲ့ဘာစီမအနိုင်တိုင်းလို့ရမှာမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်တို့ကတော့ road map ကတော့တိတ်ချပါတယ် resource ရရှိကနံပါတ်1နံပါတ်2တာပေါက်စုဖြစ်ပေါ်လာရင်နံပါတ်3စီအနိုင်တိုင်းရေးနံပါတ်4နော်ဖွဲ့စည်းပုံတည်ဆွေးရင်းနဲ့ရွေးကောက်ပွဲဖြစ်မြောက်နံပါတ်5နော်ခုနလို Federal နိုင်ငံတော်တိဆောက်ရေးအဲ့ဒါလဲကျွန်တော်ကတော့ propose လုပ်ချင်တယ်မြန်မာနိုင်ငံကိုလည်းဒီတိုင်းပဲနော်စီအာနာစီဒီနာမည်မှက်လာတဲ့နာမည်နဲ့မသွားတော့ဘဲနဲ့ဟိုတော့လည်းတစ်ခါကျွန်တော်ပြောပြီးပြီပေါ့နော် United States of Myanmar လို့ခေါ်လိုက်ပါဖြစ်လို့မကောက်ရမှာလဲ USM ပေါ့ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကအခုန5ချက်ပေါ့ resource ရရှိကနံပါတ်1နံပါတ်2ကတာပေါ့ရှိကူရှိရမယ် Burmese နေတော့ပို့စားလို့မျိုးပေါ့အဲ့ဒါတော့ဘယ်နိုင်ငံမှကျွန်တော်တို့မှာ chain of command joint chain of command တစ်ခုတည်းမှမရောက်ပဲနဲ့အခုက chain of command က1000ကျော်ရှိတယ်အဲ့လိုနဲ့ကျွန်တော်ဘလုံးနဲ့ဒေါ်လာကိုဆက်သွားလို့ရမလဲဒါကလည်းဒေါ်လာကြီးကိုတကက်ဟိုထိရောက်ဖြစ်စေချင်တဲ့လူတိုက်ကလာစစ်စားကြမှာကျွန်တော်တယောက်ထက်မဟုတ်ပါဘူးနော်သူတို့ကောင်းဆောင်တိုက်စိတ်မှာဒါရှိမှာပေါ့ဆိုတော့အဲ့ဒါအားလုံးကိုကျွန်တော် one chain of command မဟုတ် joint chain of command မှာရောက်လာဖို့ကတော့ကျွန်တော်တို့မှာတာပေါက်စုလို့တယ်တာပေါက်စုကလည်းဥပမာ Myanmar Cooperation Treaty လို့ပေါ့ treaty တစ်ခုကိုကျွန်တော်လည်းမှထိုးရပါလိမ့်မယ်အဲ့ဒါဒီကနော်မရှိပဲနဲ့ကျွန်တော်ဟာဒေါ်လာဘလို့နဲ့မှဆက်သွားလို့ရမှာမဟုတ်ဘူးပြီးတော့ဒီဒေါ်လာကြီးကအဖွဲ့အစည်းတစ်ခုထဲနဲ့အောင်မြင်နိုင်မဲ့ဒေါ်လာကြီးမဟုတ်ဘူး NUG တစ်ခုထဲနဲ့အောင်မြင်မှာမဟုတ်ဘူးနော်ဒီဘက်ကလက်နဲ့ကအဖွဲ့အစည်းတစ်ခုထဲနဲ့အောင်မြင်မှာမဟုတ်ဘူးအကိုလို့တာပေါက်စုနဲ့ strategic ကြနဲ့ဒါလုံးမဒါစီအနိုင်တိုင်းကဖြစ်လာမှာဖြစ်တယ်ဒါပေမဲ့အရေးကြီးဆုံးကတော့ဘာပဲပြော resource မရှိပဲနဲ့ဒီအခုနကျွန်တော်ပြောတဲ့စီအနိုင်တိုင်းရေးတို့နော်တာပေါက်စုဖြစ်ပေါ်လာရေးတို့ဖွဲ့စည်းပုံအတိရေးဆွဲရေးတို့အခုန United States of Myanmar ဖြစ်ပေါ်လာရေးတို့ကဒါကတော့နော်ဒီဘက်က resource ရရှိမှာပဲအခြေခံတယ်ဆိုတော့ကျွန်တော်အ ਨੇ ဆို air defense တို့ရရှိနိုင်ဖို့ရည်ရှိတယ်အ ਨੇ ဆိုကျွန်တော်မှာတကယ်ကိုကနော်စီအနိုင်တိုင်းဆိုတာဒီလက်နဲ့တေးသေးလေးတွေနဲ့ကိုတခါသွားလိုက်အလူငွေမရှိတော့တာနဲ့ပြဆုပ်လိုက်ပြသွားလိုက်အခုနလိုမြို့တေးသေးလေးတွေတခုတိုင်းလိုက်ပြယူလိုက်ဒါတော့မဟာဗျာမရှိတော့ဘူးကျွန်တော်မှာအကြီးကြီးကိုစစ်စားပါလိမ့်မယ်နော် air defense အစစ်ကိုကျွန်တော်စစ်စားပါလိမ့်မယ်အဲ့ဒါဒီရနိုင်ဖို့ကခုန entity မဖွဲ့ဘဲနဲ့ဘလို့နဲ့မှကိုကနော် legal entity တခုမရှိဘဲနဲ့ဒီ America အစိုးရတို့လို regulate လုပ်နိုင်တဲ့တည်ဝေအဖွဲ့အစည်းကျွန်တော်မှမရှိပဲနဲ့ resource ကရနိုင်ဖို့တော့အလားအလာမရှိဘူးပေါ့ကြာသေးခင်အတွင်းမှာကိုဒီစစ်လက်ကလုပ်ပေးမဲ့ရွေးကောက်ပွဲရှိလာတော့မယ်ဆိုတော့အဲ့ရွေးကောက်ပွဲကနေတစ်ဆင့်ဥမာအစိုးရအသစ်တွေပါဖြစ်လာမယ်ဆိုရင်လည်းသူတို့ရဲ့ legitimacy ပေါ့ဗျာဟိုတရားဝင်ရွေးကောက်ပွဲကနေတရားဝင်အစိုးရဆိုတဲ့ပုံစံမျိုးတွေဟိုပြလို့ရမယ်ဆိုတဲ့ပုံသက်ချက်တွေလည်းရှိနေကြတယ်ဆိုတော့ကျတော့အဲ့ဒါနဲ့ပြန်ရောဒီတော်လိုင်းအင်အားစုတွေဘက်ကနေပြီးတော့ကျတော့ viewer ကြတုံ့ပြန်သွားဖို့လိုတယ်ဒေါက်တာဆဆာအနေနဲ့ရောအဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်စဉ်းစားထားတာရှိတာဟုတ်ကဲ့ဒီ
တူရရွေးကောက်ပွဲလုံးမဲ့ကိစ္စနဲ့ပတ်သက်ပြီးမှနိုင်ငံတကာမှာလည်းဒါနောက်ကျွန်တော်တို့တွေးတဲ့နိုင်ငံတိုက်လို့လူမှာမိခိုတူလို့မေ့ကြတယ်ဆိုတော့ကျွန်တော်အနေနဲ့ကပီတုစာဒခါယူပွဲကိုအများဆုံးကျွန်တော်ဟာဖော်ဆောင်ဖို့လိုတယ်အဲ့ဒါအတွက်ကိုလည်းကျွန်တော်အခုတက်ဆိုင်ရာအဖွဲ့အစည်းတွေတော်တော်များများနဲ့ကျွန်တော်တို့စကားပြောပြတာဖြစ်တယ်ဥမာအီရန်နိုင်ငံမှာအခုနလိုမျိုးပေါ့နော်သူတို့အတူရရုပ်ကောက်ပွဲကိုလုပ်တဲ့အခါမှာအဲ့ဒီမှာသူတို့ digital platform ကိုတိုးပြီးမှသူတို့ဒီအတူရရုပ်ကောက်ပွဲနဲ့သူတို့လုပ်ခဲ့တဲ့ဥစ္စာမှာonline referendum တွေလုပ်တာကိုကျွန်တော်တွေ့ရတယ်အဲ့ဒါဒီကိုလည်းတက်ဆိုင်ရာအဖွဲ့အစည်းနဲ့ကျွန်တော်ဆွေးနွေးခဲ့တယ်သူတို့နဲ့လည်းကျွန်တော်ချစ်ဆက်ခဲ့တယ်ဆိုတော့ထုံနည်းတူပဲအခုကမိတ်ခုခုကိုကျွန်တော်ဟာပြည်သူကိုမိတ်မှာဖြစ်တယ်အဲ့ဒါမှလည်းပြည်သူလူထုအားလောက်ကလည်းကြေရုပ်ပြပြမှပြည်သူဒီရဲ့စာဒကိုကျွန်တော်ကိုပေးကြပါအဲ့ဒါအင်မတန်မှအရေးကြီးတယ်နံပါတ်1 2025ရွေးကောက်ပွဲဒီစစ်ကောင်စီကလို့တော့ရွေးကောက်ပွဲဟာနော် legitimate တရားဝီသလားမတရားဘူးလားဆိုတာမိခေါ်ပေါ့ yes or no အဲ့ဒါပဲဖြေရမှာဒါနံပါတ်1မိခုနဘာနှစ်ကတော့ဒါဆိုရင်2025စစ်ကောင်စီကလုံးမဲ့ရွေးကောက်ပွဲတွေစစ်ကောင်စီလုံးမဲ့ရွေးကောက်ပွဲတွေ free and fair ဟုတ်သလားမဟုတ်ဘူးလားအဲ့ဒါ yes or no မိခေါ်ပဲဆိုတော့ကျွန်တော်တိထနာကတော့ပြည်သူတွေကိုကျွန်တော်ဟာတသားပဲဖြစ်ဖြစ်နှစ်သားပဲဖြစ်မိခုပေါ်လာမှာဟုတ်ပြီအဲ့ဒီမိခုကိုဖိတဲ့အခါမှာတော့မတရားဘူး free and fair ဖြစ်ဘူးလို့ဖြေတဲ့ data ကိုကျွန်တော်လုပ်ချင်တယ်ဒီခေတ်မှာ data မရှိဘဲနဲ့ဘာတစ်ခုမှလုပ်လို့ရမှာမဟုတ်တော့အဲ့ဒီ data ကိုကျွန်တော်နိုင်ငံတကာကိုချပြရတော့မယ်ဆိုတော့ပြောချင်တာကတော့ကျွန်တော်ပြည်သူလူထုတသားလောက်ကိုမိခုမိတယ်2025ရွေးကောက်ပွဲအစီကောက်စီလို့တော့ရွေးကောက်ပွဲဒီfree and fair ဟုတ်မဟုတ်ဆိုတော့95ရာခိုင်နှုန်းက free and fair မဟုတ်ကြောင့်ဖြစ်တယ်ဆိုတဲ့ data ကကျွန်တော်မှရှိဖို့လိုတယ်ဆိုတော့အဲ့ဒါအတွက်ကိုပြည်သူတွေကိုကိုကြီးတောင်းချင်တယ်ဒါနံပါတ်1ပေါ့နံပါတ်3မိခုကဒါဆိုရော2020ရွေးကောက်ပွဲ NLD လက်ထက်ကလို့တော့ရွေးကောက်ပွဲဟာ legitimate ဟုတ်တလားเนาะဒါတရားဝင်ဖြစ်တလား yes or no ဒါပဲဆိုတော့ကျွန်တော်တိထတာပြည်သူတွေကဒါဟုတ်ပြီဒါကတော့2020ရွေးကောက်ပွဲဒီ legitimate ဖြစ်တယ်ဆိုတာဖြစ်နေတာကျွန်တော်တိတယ်အဲ့ဒီကိုကျွန်တော် data ကိုဆွဲပြီးမှနိုင်ငံတကာအားလုံးကိုကျွန်တော်ချပြမှာဖြစ်တယ်နံပါတ်4မိခုအရေးကြီးဆုံးဒါဆို2020ရွေးကောက်ပွဲ NLD လက်ထက်ကလို့ရွေးကောက်ပွဲဟာ free and fair ဟုတ်တလားမဟုတ်ဘူးလားတပည့်ဆိုမိအောင်လိုက်ကအာနာသိတဲ့အခါမှာအဲ့ဒီ2020ရွေးကောက်ပွဲဟာမတမာဘူးလို့ပြောလို့အာနာသိတာဖြစ်တယ်အဲ့ဒါကိုခြေဖြတ်ဖို့ရအတွက်အဲ့ဒီမိခုကအရေးကြီးတယ်ဆိုတော့ကျွန်တော်တိထတာကတော့ပြည်သူတွေဟာဟုတ်ပြီ2020ရွေးကောက်ပွဲဒီ free and fair ဖြစ်တယ်ဆိုတာဖြစ်မယ်ဆိုတာဆိုတိတယ်ဒါပေမဲ့ data လို့နေတယ်ဆိုတော့ကျွန်တော် highlight ကဘယ်လိုလာမလဲဆိုဟုတ်ပြီ2020ရွေးကောက်ပွဲဒီ free and fair ဖြစ်ကြောင်း95ရာခိုင်နှုန်းတော့ပြည်သူတွေဖြစ်တယ်ဆိုတာကနိုင်ငံတကာကကြားကိုကြားဖို့ရည်ရှိတယ်ကဲနံပါတ်6နဲ့9เนาะအဲ့ဒါအကြီးဆုံးနံပါတ်6ခုကိုကျွန်တော်ခုံလိုက်မယ်ဒါဆိုရင်ဒုက္ခတဲ့တဲ့အတူတဖြစ်ဥမာဒီဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ကျွန်တော်ဒုက္ခတဲ့ပြည်သူတွေထိုင်းနိုင်ငံမှာရှိတဲ့ဒုက္ခတဲ့ပြည်သူတွေမလေးရှားနဲ့အိန္ဒိယတို့မှာရှိနေတဲ့ဒုက္ခတဲ့ပြည်သူတွေအဓိကပေါ့ပြီးမှဒီစီဘေးချော်တွေပေါ့ဒါဆိုရင်တော့အဲ့ဒါအရေးကြီးဆုံးကခင်ဗျားတို့မှာမြန်မာနိုင်ငံမှာစီအာနာစီဆက်လက်စီတာနေပြီးအေးပြမလားဆိုတဲ့မိခွန်းအရေးကြီးတယ်သူတို့ကဖြီရမှာဖြီလာမှာတိတ်ချတယ်မြန်မာပြည်မှာစီအာနာစီရှိနေတော့ကျွန်တော်အိမ်မပြဘူးဆိုတာဖြီလာမှာပြကျွန်တော်တိတယ်ဆိုတော့စစ်စံစီအဲ့ဒီမိခွန်းဘယ်လောက်ရေးကြည့်တယ်ဥမာဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ရိုဟင်ဂျာကိုမောင်မာတွေလည်းဖြစ်မယ်ထိုင်းမှာလည်းဖြစ်မယ်မလေးရှားမှာလည်းဖြစ်မယ်အိန္ဒိယမှာလည်းဖြစ်မယ်ကဲကျွန်တော်ပြည်သူတွေတသားကျော်ကိုမိခွန်းမိတာတသားကျော်ထဲမှာ69ရာခိုင်နှုန်းနိပါကမြန်မာပြည်မှာရှိအာနာစီရှိနေစီတော့အေးပြမှာမဟုတ်ဘူးလို့ဖြစ်ထားတယ်ဆိုတဲ့ data လောက်အရေးကြီးတာကရှိမှာမဟုတ်ဘူးအဲ့ဒါဟာဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်ထိုင်းနိုင်ငံအတွက်အိန္ဒိယနိုင်ငံအတွက်နိုင်ငံတကာအတွက် policy တော့ထွက်လာနိုင်မဲ့ data ဖြစ်တယ်ကဲနံပါတ်6ခုနှစ်မိကောအဲ့ဒါပါလဲဆိုရင်ဒါဆိုရင်မြန်မာပြည်မှာနော်မြန်မာပြည်မှာ Federal Democracy အစိုးရစီပြီးမှခင်ဗျားတို့အေပြာကြီးကိုလိုချွေးအာမခံတယ်လော်လာကြီးကိုအာမခံတယ် citizen ကိုအာမခံတယ် Federal Democracy အစိုးရစီလိုက်အေပြာမလားဆိုတဲ့မိကိုဖြစ်တယ်ဒါဆိုရင်တော့ဟုတ်ပြီဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ကျွန်တော်ပြည်သူတွေရောထိုင်းမှာရောမလေးရှားမှာဒီနိုင်ငံအိန္ဒိယရှိတဲ့တိုင်းမှာဖြစ်လာမှာကဟုတ်ပြီဘသူကအိမ်မပြချီတဲ့လူရှိမလဲ Federal Democracy အစိုးရတာဖြစ်လာပြီးမှ Federal နိုင်ငံတော်ဖြစ်လာပြီးမှလော်လာတော့နိုင်ငံဖြစ်လာတယ်ဆိုတော့အကိုလို့အေးပြချင်းတယ်ဆိုတဲ့
data ကထွက်လာတဲ့အခါမှာကျွန်တော်တို့က data အားလုံးကိုစုဆောက်ပြီးမှအဲ့ဒါကိုကျွန်တော်တို့က briefing paper ထွက်မယ် policy paper ထွက်မယ်အဲ့ဒါကိုလွှတ်တော်တိုင်းနဲ့နိုင်အစိုးရတိုင်းမှာအခုနကျွန်တော်ပြောတဲ့ entity တစ်ခုအောက်မှာ advocacy entity အောက်မှာအဲ့ဒါတော့မှာဖြစ်တယ်နော်အဲ့ဒါကိုအဲ့လိုနဲ့ကျွန်တော်တို့က P2 ကိုကျွန်တော်တို့ referendum ပို့စာလို့ P2 ရဲ့စာတာကိုမကြာခီမှာကျွန်တော်တို့ဟာခါယူမှာဖြစ်တယ်အဲ့ဒီဥစ္စာအတွက်ကိုလည်းကျွန်တော်တို့အခုဆိုတော့ app ကို develop လုပ်ထားတယ် mobile phone နဲ့ download လုပ်လို့ရမယ် website ကနေလည်းလုပ်ရမယ်တချို့နေရာမှာဆို hard နဲ့လုပ်ရမယ်ဆိုတော့ကျေးဇူးပြုပြီးမှဒီလာမဲ့ဒီသူတို့လုံးမဲ့နေမတိုက်ခီမှာအဲ့ဒါထွက်လာတဲ့အချိန်မှာ P2 တွေဘယ်နေရာကပဲဖြစ်ဖြစ်ဘယ်ကပဲဖြစ်ဖြစ်ဖြစ်တဲ့လူများလေနိုင်ငံတကာမှာကျွန်တော်အဲ့ဒါကိုလွှတ်တော်တိုင်းနဲ့အစိုးရတိုင်းမှာဒီစစ်ကော်မစီကလုံးမဲ့ရွေးကောက်ပွဲကို delegitimize လုပ်ရမယ် disqualify လုပ်ရမယ် discredit လုပ်ရမယ်အခါမှာကျွန်တော်ဟာအဲ့ဒီ data ကအင်မတန်မှရရှိတဲ့အတွက်ကြောင့်ကျွန်တော်ကိုအဲ့ဒါကိုကူညီပေးစီခြင်းနဲ့အဲ့လိုမလုပ်ဘဲနဲ့လက်ပိုက်ကြည့်နေရတော့တရုတ်ကသူတို့လက်ခံထားတယ်တစ်ဖက်ကဆိုရင်လည်းရုရှားကလက်ခံထားတယ်ဘယ်လာရုစ်လိုနိုင်ငံတွေကသူ့ကိုထောက်ခံထားတဲ့စခါမှာတချို့နိုင်ငံတွေဟာလည်းအဲ့လို data နဲ့ပြည်သူလူထုရဲ့အတာ data နဲ့မရှိတော့เนาะသူကအခုနလိုပေါ့ free pass ရနိုင်မယ့်အနေထားလည်းရှိတယ်အဲ့လိုမဖြစ်ရလေအောင်အဲ့ဒီ app နဲ့အဲ့ဒီเนาะ website ထွက်လာတဲ့အခြေတဲ့တစ်ခနဲ့ပြည်သူတွေလည်းအဲ့မှာ mail ပေးပါဝေပေးချပါလို့ပြည်သူတွေအားလုံးကိုလည်းကျွန်တော်မိတရားခတ်လုပ်ပါတယ်